ကွဲနေတဲ့အိုးဟာရှစ်ကြလာတဲ့လက်မှုပညာနဲ့ပြန်လည်ပေါင်းစပ်ထားတာကိုမြင်ရတော့ဈေးက9သိန်းကနေ10တန်းထိအမြတ်ရရှိခဲ့တယ်။ဆက်လက်ပြီးတော့လေလံဆွဲမဲ့ပစ္စည်းကတော့မင်းဆက်ရဲ့ရှေးဟောင်းပန်းအိုးလေးတစ်လုံးဖြစ်ပါတယ်။စတင်ခေါ်တဲ့ဈေးကတော့3သိန်းဖြစ်ပါတယ်။လူတိုင်းကတော့3သိန်းဆိုတာအများများတယ်မတန်ဘူးဘာညာပြောနေခဲ့ကြတယ်။ကောင်လေးကသူ့မျက်လုံးနဲ့စူးစိုက်ပြီးကြည့်လိုက်တော့မူမမှန်ဘူးဆိုတာသိသွားတယ်။ဒါနဲ့လက်ထောင်လိုက်ပြီး3သိန်းဆိုငါယူမယ်ပြောလိုက်တယ်။ဘေးကနွားကတော့မင်းတကယ်ပဲအမိုက်တွေလိုက်သိမ်းနေတာပဲသူများတွေမလို့ခြင်းတဲ့ပစ္စည်းကိုမင်းကရနာထင်နေတယ်ဆိုပြီးစော်ကားပြောဆိုနေခဲ့တယ်။ဒီလိုနဲ့မမကဈေးထက်ပြီးတိုးပေးမဲ့သူရှိသေးလားမေးလိုက်တော့တယောက်မှတိုးမပေးကြဘူးဒါနဲ့ပဲနှစ်ကြိမ်မြောက်ဖြစ်သွားတဲ့အချိန်မှာဟိုနွားက2သိန်းလို့ထအော်လိုက်တယ်ကောင်လေးက2သိန်းခွဲနွားက3သိန်းကောင်လေးယူမဲ့ဟာကိုတက်လိုက်နှောက်ယှက်နေတာပေါ့ကောင်လေးကလည်း9သိန်းတင်လိုက်ပြီးမင်းကြိုက်တယ်ဆိုလဲငါလိုက်ပြီးအဖော်ပြုပေးမယ်တဲ့ဟိုကောင်ကထက်တင်မှုအလုံးမှာသူ့အဖေကထားလိုက်တော့ကောင်းပြီး9သိန်းဆိုတော့မင်းကိုပေးလိုက်မယ်လို့ပြောလိုက်တော့တယ်မမကကောင်လေးရသွားကြောင်းကြီးညာလိုက်တော့တယ်ကောင်လေးကထလာပြီးတူလီလန်အောင်နဲ့ပန်းအိုးကိုခဏကြည့်လို့ရမလားလို့ပြောလိုက်တယ်မမကလည်းရတာပေါ့ဆိုကပန်းအိုးကိုအောက်ကိုယူချလာခဲ့တယ်ကောင်လေးကပန်းအိုးကိုတေချာကန်ကြည့်လိုက်ပြီးတခုခုရှိနေကြောင်းသိလိုက်တယ်နွားကြီးအဖေကတော့ဘလို့လဲပတ်စံ9000အမိုက်ဖြစ်သွားပြီမလားခုမှတော့မမီတော့ဘူးလို့ခနဲ့ပြောဆိုနေခဲ့တယ်ကောင်လေးကတော့သူ့လှုပ်เสียရှိတာတွေလုံနေလိုက်ပြီးပန်းအိုးကနေတခုခုခွာထုတ်လိုက်တယ်ဒီလိုနဲ့နားလဲတဲ့လူတယောက်ကထလာပြီးတော့ပန်းအိုးကိုတေချာအလာကြည့်ပါတော့တယ်ဒီလိုနဲ့ဒီအိုးဟာအလွန်ရှိကြတဲ့လက်မှုပညာနဲ့ပြန်လည်ပြုပြင်ထားတဲ့ရှားပါအိုးဖြစ်နေခဲ့တယ်ဟိုနွားကတော့ဘာရီလျှောက်ပြောနေတာဒါကရိုးရိုးအိုးတစ်လုံးပဲမဟုတ်လားတဲ့အဖိုးကြီးကဒီပန်းအိုးကပြန်လည်ပြုပြင်ထားတာပန်းအိုးရဲ့သမိုင်းကြောင်းတွေကိုပြောပြနေခဲ့တာပေါ့ဒီလိုနဲ့9သိန်းနဲ့ဝယ်ထားတဲ့အိုးလေးဟာ9တန်းထက်မနည်းတမိုးရှိကြောင်းသိလိုက်ရတယ်အဖိုးကြီးကသူ10တန်းပေးမယ်သူ့ကိုရောင်းပေးပါလို့ပြောနေခဲ့တယ်ကောင်လေးကကျွန်တော်ပန်းအိုးကရောင်းဖို့မဟုတ်ဘူးလို့ပြောလိုက်တယ်။ဒါနဲ့ပန်းအိုးကိုပြန်လဲသိမ်းခိုင်းလိုက်တယ်။နွားကြီးကအဖေဖြစ်သူခွေးကြီးကိုအပြစ်တင်နေတာပေါ့။သူဝယ်မလို့လုံနေတာခုတော့ဟိုကောင်လက်ဦးသွားပြီးဆိုပြီးပေါ့ခွေးကြီးကလည်းငါကမင်းအဖေငါကိုအပြစ်တင်နေတာလား။ဒါကကံကောင်းသွားတာနောက်မှငါတို့စောင့်နေတဲ့ချင်းသေးနဂါရုပ်ပုံကြံသေးတယ်လို့ပြောနေခဲ့တယ်။ဒီလိုနဲ့လေးလံပစ္စည်းရဲ့နောက်တစ်ခုဖြစ်တဲ့အရန်တမိုးကြီးတဲ့ကောင်လေးရဲ့ဆရာရဲ့နောက်ဆုံးလက်ရအဖြစ်ထင်ရှားတဲ့ချင်းသေးနဂါရုပ်ပုံကိုလေးလံပေးမှဖြတ်စစ်ပါတဲ့အောက်ကဟိုနှကောင်ကတော့ဒါကမှငါတို့စောင့်နေတဲ့ပြစ်မှတ်ဖဲလို့ပြောနေခဲ့တယ်မမကဒီရုပ်ပုံကိုအကျန်းဖြင်းစေး10တန်းကနေစမဲ့တစ်ခါတင်တိုင်းအနည်းဆုံး9သိန်းထက်မနည်းစေရဘူးလို့ပြောလိုက်တော့လူတိုင်းကစတင်ပြီးလေးလံပေးပါတော့တယ်တယောက်ပြီးတယောက်ပြီးနေကြတဲ့အချိန်မှာခွေးကြီးက20တန်းလို့ထားអော်လိုက်တယ်အကုန်လုံးကငြိမ်ကြနေတဲ့အချိန်တထေးမက20နဲ့9သိန်းဆိုပြီးပေးလိုက်တယ်ကောင်လေးကဘာလုပ်တာလဲဆိုတော့